ဒီဥစ္စာလေးကိုလေမျိုးတို့ခဏခဏမေးကြတယ်အဲ့လိုမျိုးဆိုရင်မျိုးတို့အနေနဲ့ဘယ်လိုသုံးသပ်လဲဆိုတော့မျိုးတို့ကလေကိုမျိုးတို့ကပြင်စဉ်းစားရင်ငါဒီသွေးသားကြောင်လာနော်အနေထိုင်အစားအသောက်ကြောင်လာဆိုပြင်စဉ်းစားတယ်ကိုကရမ်းကိုဂယူးဆိုင်တယ်အကုန်လုံးလဲမန်ရည်သားနဲ့ဖြစ်နေတယ်ဆိုရင်တော့မျိုးတို့ကကိုသုံးနေတဲ့ပစ္စည်းကိုရပ်ပလိုက်တယ်ရပ်ပြီးသွားရင်တပတ်လောက်စောင့်ကြည့်လိုက်တယ်စောင့်ကြည့်လိုက်လို့မှထပ်ပြီးတော့ဖြစ်နေတယ်ဆိုတော့ဒါတခုခုတော့လွဲနေပြီဒါမျိုးတို့အဖြေရှာပေါ့နော်ကိုပြန်ပြီးတော့သုံးသက်အဖြေရှာအဲ့လိုမဟုတ်ဘဲနဲ့မျိုးတို့ကလေနော်သုံးနေရင်းနဲ့ဒီပစ္စည်းတွေကိုသုံးရက်လိုက်တဲ့အခါမှာထပ်ပြီးတော့ဒီလိုဖြစ်မလာတော့ဘူးဆိုရင်တော့ဒါကဒီခုသုံးနေတဲ့ပစ္စည်းတွေကြောက်မို့လို့နော်နောက်တစ်ခုကရှိရလေတချို့ကအခုမျိုးတို့လာလာမေးကြအမကြီးဒီဝက်ရှန်အစီဖူးအမဲဆက်တယ်ဘာတော့မလဲမသိဘူးညီမတို့လေသုံးနေရတယ်လေစုံနေပြီစိတ်ညစ်လိုက်တယ်ပတ်စံနေလည်းကုန်နေပြီဆိုရင်တော့မျိုးတို့ကအကြံပေးချင်တာကမျိုးတို့သုံးတဲ့ပစ္စည်းတွေ2မျိုးပဲသုံးတကယ်တတစီရမြင်တော့ဒါကလေတကယ်ကိုရေးတတလာလို့ညွှန်းပေးတာဖြစ်ပါတယ်ဒါဘာစိတ်မှမရှိဘူးလုံးဝမရှိဘူးမယုံရင်အသုံးကြည့်တလာဝဲလာပဲသုံးကြည့်မုံကလေမတတ်တာပါဘူးเนาะဒီခုရှိနေတဲ့မျက်နှာတွေလုံးဝမတိတာလာပါဘူးဆိုမြင်တို့ကြိုက်တယ်လားပြဆဲလို့ရတယ်အဲ့လောက်ဒီမြင်တို့အာမခံတယ်တကယ်ကိုအစင်ပြန်မြင်တို့တကယ်ကြိုက်တာသလားဒီမြင်တို့ဆိုရင်အရင်တော့ကလေ skin care တွေသုံးတယ်ဒါပေမဲ့ဟိုဝက်ရှန်ထွက်တာပဲနောက်တစ်ခါအစီဖူးကတစ်ခါတည်းထွက်လာတာပဲဒါပေမဲ့တော်တော်ကြာပြီနေမယ်လုံးဝမျက်နှာလေးဒီပါတော့အစီဖူးကိုလုံးဝမရှိတာတကယ်တတ်တာဒါကဆက်ပြာเนาะဒါအသား normal skin တွေအတွက်သုံးရတာဒါကတော့မင်းတို့လေအသားကြီးဒီပြောမယ်ဆိုရင်ကအသားဆောက်တဲ့သူတွေလုံးဝသုံးလို့မရဘူးဒီဆက်ပြာအစီပြန်တဲ့သူတွေသုံးရတာပေါ့နော်ဒါကတော့ဆက်ပြာเนาะဒီတစ်မျိုးမဟုတ်တစ်မျိုးသုံးလို့ရတယ်ဒါကတော့မင်းတို့ဒီတက်နခါပေါ့ဒီလိမ့်ရတာပေါ့နွေရည်နဲ့အန်ကိုက်ပဲကွာဒါအခြား skin care တွေပါခဏရထားလာအောင်ဒီနှမျိုးပဲသုံးကြည့်ဘာမှလည်းဈေးမကြီးတဲ့ပြတကယ်ကိုတတတယ်အရင်ဆုံးလေဈေးကြီးတာတွေကိုလိုက်ပြီးတော့ chemical နဲ့ကုနေမယ်စားတဘာဝလေးနဲ့အရင်ကုကြည့်ဖို့လို့မြင်တော့အကြံပေးခြင်းနဲ့ဒါမြင်တို့ရဲ့အကြိုက်လေးကိုမြင်တော့ညွှန်ပေးတာဖြစ်ပါတယ်ရှင်